မင်္ဂလာပါဒီဗီဒီယိုလေးမှာကျွန်တော် Pancake အကြောင်းကိုအကျဉ်းလေးပြောပြပေးသွားပါမယ် Pancake ecosystem က all-in-one business ecosystem ဖြစ်တယ် system 5 မျိုးပါတယ်ပထမဆုံးဘယ်လိုလိုမျိုးတွေသုံးသင့်လဲဆိုတော့ကိုကတရက် chat တွေကို platform စုံကနေပြန်နေရတာဒါမှမဟုတ်ကိုမှ inquiry မေးတဲ့သူတွေအများများတာနောက်တစ်ချက်ကိုမှ item တွေများတယ်ကိုကဒီ scene in တွေအတွက်မနိုင်ဘူးအချိန်မပေးနိုင်ဘူးဆိုရင်လည်းpancake ကိုသုံးတဲ့ねပထမဆုံးဒီ pancake chat အကြောင်းလေးကျွန်တော်ပြောပြမယ်ဒီမှာ system 5 မျိုးပေါ့နော် pancake chat ရယ်botcake ရယ်ပြီးရွာရင် CRM ရယ် POS နဲ့ webcake ဆိုပြီး5မျိုးပါတယ်ပေါ့နော်ဟုတ်ပြီဒီ pancake chat ကဘယ်လိုအတွက်ထုတ်ထားတာလဲဆိုတော့ဒီ chat management လွယ်အောင် customer service အတွက်ထုတ်ထားတာမျိုးဖုန်းမှာလည်းသုံးလို့ရတယ် browser မှာလည်းသုံးလို့ရတယ် features တွေအကုန်အတူတူပဲဟုတ်ပြီငါတို့ဒီတိုင်းဖုန်းနဲ့လည်းဖြည့်လို့ရတာပဲဆိုတော့မတူပါဘူးဒီမှာကဒီ TikTok တွေ platform တွေအကုန်လုံးတနေရာထဲမှာသုံးလို့ရတယ်ဆိုတဲ့အားသာချက်ပါတယ်ပြီးတော့တခြား features တွေလည်းပါအောင်မယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီမှာဒီ platform တွေအကုန်လုံးချိန်လို့ရတယ်ပေါ့နော် Meta Group TikTok Telegram Line WhatsApp ပေါ့နော်ဒီမှာပါတဲ့ platform တွေအကုန်လုံးကိုချိန်ထားလို့ရတယ်ဒါတွေမင်းလားဆိုတော့မဟုတ်ဘူးဒီ platform တွေကို categories တစ်ခုချင်းစီလည်းသုံးလို့ရတယ် one page အရှင်းချင်းလည်းသုံးလို့ရတယ်အဲ့ဒီအပြင်ကိုမှကိုက3-4မျိုးကိုတနေရာထဲထည့်သုံးခြင်းလည်းရတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာဆိုရင် TikTok ရယ် Facebook page နှစ်ခုရယ်ကျွန်တော်သုံးမယ်ပေါ့ဒီလိုမျိုးထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီထဲမှာအကုန်လုံးပေါ်သွားမယ်ကျွန်တော်တို့နောက် application ကိုကူးနေစရာမလို account တစ်ခုနဲ့တစ်ခုထွက်နေစရာမလို platform တူတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အယောင်လေးတွေနဲ့ခွဲထားလို့ရတယ်ပြီးရင်သူတို့ platform ရဲ့ logo ပေါ်တယ်နော်ဒါအပြင်ဒီထဲမှာအခြားအသုံးဝင်တဲ့ feature တွေပါသေးတယ်ကျွန်တော်ဒီမှာ internet notes တွေမှတ်ထားလို့ရတယ်ဒီလူကဘာအကြောင်းလဲဘာဝယ်လဲဘာ interest စသည်ဖြင့်ပေါ့နော်ကိုလိုချင်တာမှတ်ထားလို့ရတယ်ပြီးရင်ဒီမှာ tagging system ဒီ tag တွေနဲ့ကိုယ့်ရဲ့ business model အတိုင်း customer service ကို improve လုပ်လို့ရတယ်ဥပမာမှတ်ထားလို့ရတယ်ဒီလူကcustomer လားဒီလူက spam လားဒါ potential လားစသည်ဖြင့်ပေါ့နော်ပြီးတော့ဒီဘေးကတော့ filter တွေကျွန်တော်တို့ဘယ် source ဘယ် app ကနေဒီလူကဝင်လာတာဒါဒီဘယ်သူကိုင်နေတာစသည်ဖြင့်ပေါ့နော်ဒီမှာဖုန်းနံပါတ်ပေးထားလားမပေးရသေးဘူးလားစသဖြင့်ပါတယ် pancake မှာကဒီဖုန်းနံပါတ်ပေးတယ်ဆိုရင်လည်းသူအလိုလျောက်မှတ်ပေးတယ်ဗျဒီကုတကသွားမှတ်ဆရာမလို့တယောက်ကဖုန်းနံပါတ်ပေးလိုက်တယ်ဆိုရင်သူ့တဲကိုကျွန်တော်တို့ဒီမှာဝင်ကြည့်ပေးလိုက်အောင်မယ်အဲ့မှာသူဖုန်းနံပါတ်ပါပြီးသားပေါ့နော်ဒီလိုမျိုးရတယ်ပြီးရင်နောက်တစ်ခုကဒီမှာ reply helper ဆိုတာမျိုးပါတယ် reply helper ကစာရီအများကြီးကျွန်တော်တို့ကြိုရေးထားလို့ရတယ်ခေါင်းစဉ်တွေနဲ့ပြီးရင်ကျွန်တော်တို့ one click နဲ့နှိပ်ပြီးတော့ပေးလိုက်အောင်မယ်ဖုန်းမှာလည်းရတဲ့အတွက်ကျွန်တော်တို့အပြင်နေပါတွေသွားနေတယ်ဆိုလို့ရှိရင်ကားပေါ်မှာပဲဖြစ်စေကားမောင်းဝင်ဖြစ်စေone click လေးနှိပ်လိုက်ပြီးတော့ပို့လိုက်တာမျိုးတွေဖြည့်နေတာမျိုးလုပ်လို့ရတယ်အဲ့ဒီအတွက်ကိုရှိမှာ check တွေလာမေးလို့ပြန်မဖြည့်နိုင်တာမျိုးတွေကြာသွားတာမျိုးတွေမဖြစ်တော့ဘူးအဲ့ဒီအတွက်အရန်လွယ်ကူကူလေးနဲ့သုံးလို့ရမယ်ပေါ့နော်ဒါတွေမဲလားဆိုတော့မဟုတ်ဘူးနောက်ထပ် botcake တစ်ခုပါသေးတယ်ဒီ botcake ကကြတော့ auto reply automation တွေကျွန်တော်တို့ AI နဲ့ထည့်ထားလို့ရတယ်ကျွန်တော်တို့က AI လွှတ်ထားလိုက်တယ် AI နဲ့ကိုထည့်ထားလိုက်တယ်ဆိုတော့ AI ကကိုယ်အစားကိုလေ့ကျင့်ပေးထားသလိုကို prompt ရေးပေးထားသလိုမျိုးဖြည့်ပေးနေမှာကိုယ့်ရဲ့ item တွေကိုလည်းဖြည့်ပေးနေမယ်ကျွန်တော်တို့က customer ကဒါမျိုးလေးလိုချင်တယ်ဆိုပြီးပုံပြလာရင်တော့မှ AI ကကြည့်ပြီးတော့ရှိတယ်မရှိဘူးပြောပေးနိုင်တယ်နော်ဒါလုံးဝ digital staff တယောက်လိုမျိုးအပြည့်အဝသုံးချဈေးရောင်းကူခိုင်းလို့ရတယ်ဟုတ်ပြီကျွန်တော်တို့ AI မသုံးချင်ဘူး automation နဲ့ပဲသွားချင်တယ်ဆိုတော့ကျွန်တော်ဒီမှာ automation တွေထည့်ထားလို့ရတယ် unlimited ထည့်ထားလို့ရတယ် automation တွေမှာဘယ်လောက်ထိထည့်ထားလို့ရလဲဆိုရင် customer ကကိုယ့်ရဲ့ products တွေကို messenger ထဲမှာ gallery တွေနဲ့ကြည့်ပြီးတော့ကြိုက်တာကိုရွေးဝယ် voucher ထုတ်လုပ်လို့ရတယ်နော်ဒါက botcake ဒီထဲမှာတော့ features တွေအများကြီးပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာ broadcast လိုမျိုးလဲပါတယ်ကျွန်တော်တို့က promotion တွေ sale ချတာတွေဆိုရင်ကိုယ့်ရဲ့ customer account တွေကို one click နဲ့ထောင်တောင်းချီပြီးပို့လို့ရတယ်ဒါမျိုးတွေလည်းပါတယ်ပြီးရင် keyword ဖန်တာပေါ့နော်ဘယ်လိုမှတ်နေဘယ်လို keyword တွေဆိုပယ်မယ်ဘယ်လို keyword ဆိုဘယ်စာပြန်မယ်စသဖြင့်တစ်ခုချင်းပါတယ် follow up လိုက်ပေးနိုင်တယ်ဗဒနိုင်မှာဘယ်စာပို့မလဲစသဖြင့် follow up တွေစက်တိုက်လိုက်ထားလို့လည်းရတယ်နော်ဒီထဲမှာတော့တော်တော်လေး feature တွေပါတယ်ကျွန်တော်ဒီမှာတော့အကျဉ်းလေးပဲပြောသွားမယ်ကျွန်တော်အကျေတုံးရှင်းပြထားတဲ့ video လေးတစ်နာရီသက်သက်ရှိပါတယ်နော်အဲ့ဒါလေးတော့ကြည့်ပါ channel ထဲမှာနောက်တစ်ခုက POS ပါPOS မှာတော့သူကရိုးရိုး POS တွေအပြင်ကိုမှဒီ customer က live sale တွေ comment တွေ chat box တွေမှာကုတ်ရိုက်လိုက်ပြီးတော့ဈေးဝယ်လို့ရတာမျိုးလုပ်လို့ရတယ်သူကိုယ်တိုင်ကုတ်ရိုက်သူကိုယ်တိုင်ဈေးဝယ်သူကိုယ်တိုင်ပေါင်ချဖြတ်သွားတာမျိုးဒီလုပ်လို့ရတယ်
ပြီးရင်ကျွန်တော်တို့ဒီ function ဘက်ကလည်း tracking လိုက်တာတွေလည်းလုပ်လို့ရတယ်ဥပမာ delivery ပို့နေပြီလား packaging လုပ်နေလားဒါဒီ return ပြန်လာလားပတ်စံကောက်ပြီးပြီလားစသည်ဖြင့်အားလုံး POS ထဲမှာသူရဲ့ delivery fees က fees တွေ promotion တွေလည်းထည့်ထားလို့ရတယ်ပေါ့နော်ဒါဆိုတော့အလိုလျောက်နှုတ်ပေးမှာပေါ့နော်stock စစ်တာတွေဥပမာ stock ကိုထည့်ရုံပဲမဟုတ်ဘူး stock ထည့်ထားပြီးဒီ stock ကမှန်လားမမှန်လားလည်းပြန်စစ်လို့ရတာမျိုးတွေပါတယ် stock taking တွေ stock in stock out တွေအကုန်ပါမယ်ပြီးရင်ဆိုင်တွေအများကြီး warehouse တွေအများကြီးခွဲထားခြင်းလည်းခွဲထားလို့ရတယ်ဒီအကြောင်းလည်းကျွန်တော်သီးသန့်ဗီဒီယိုထဲမှာရှိပါတယ်เนาะဒီမှာတော့ကျွန်တော်အချင်းလေးပဲပြောသွားလိုက်မယ်နောက်တစ်ခုက CRM ကကြတော့ဒီ customer ရဲ့ data တွေကိုမှတ်ထားပေးတယ်ပြီးရင်ကျွန်တော်တို့အဲ့ data တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ business အတွက်ဘယ်လိုမျိုး improve ဖြစ်အောင်လုပ်လို့ရမလဲ data insight ကို overview ကြည့်လို့ရတယ်နော်ဒီ system တွေအကုန်လုံးကတစ်ခုနဲ့တစ်ခု link လုပ်ပြီးသားဖြစ်တဲ့အတွက်တစ်ခုနဲ့တစ်ခု integration ပြန်လုပ်ဆရာမလိုဘူးဥပမာကျွန်တော်တို့ကဒီ pancake chat ထဲမှာတယောက်ကဖုန်းနံပါတ်ပေးရင်ဖုန်းနံပါတ်ပေးတဲ့သူကို CRM နဲ့ကိုအလိုလျောက်ထည့်ပေးအောင်လည်းလုပ်ထားလို့ရတယ်ဥပမာ potential tag လုပ်လိုက်လို့ဒီ tag ကိုကွက်ဆိုပြီးဒီမှာထည့်လိုက်တာနဲ့ဒီသူ့ရဲ့ data တွေအကုန်လုံး CRM နဲ့ကိုရောက်သွားအောင်လည်းလုပ်ထားလို့ရတယ်နော်နောက်ဆုံးတစ်ခုက webgate သူကတော့ website ထောင်လို့ရတယ် landing page ပါဆိုတော့ template တွေလည်းပေးထားတယ်စိတ်ကြိုက်တဲ့ template နဲ့ထောင်လို့ရတယ်မဟုတ်ဘူးကိုယ့်ကိုအစားဆုံးလုပ်ရှင်တယ်ဆိုလည်းရတယ်လွယ်ပါတယ်ပုံလေးတွေ drag and drop ပါပဲပြီးရင်customer က website ထဲကဈေးဝင်ရင်လည်းကျွန်တော်တို့ POS ထဲကနေနှုတ်သွားတာဒီ chat ကိုရောက်လာတာမျိုးစုံလုပ်ထားလို့ရတယ်နော်ဒါကတော့ကျွန်တော်အကျဉ်းလေးပဲပြောသွားတာဆိုတော့ပြန်ရှုပ်ရလို့ရှိရင်ဘယ်လိုလူမျိုးတွေသုံးသင်လဲဥပမာစာအချိန်မီပြန်မဖြေနိုင်လို့ customer တွေလွတ်နေကြသူမျိုးတွေပစ္စည်းတွေ stock တွေမနိုင်လို့နည်းနည်းအဆင်မပြေတဲ့သူတွေနောက်ပြီးရင်ဒီ page တွေကန်ရတာများလို့ဝန်ထမ်းတွေခံရတာများလို့အဆင်မပြေလို့အဲ့လိုမျိုးတွေသုံးလို့ရတယ်ဘာဖြစ်လဲဆိုတော့ auto လည်းစာပြန်ပေးနိုင်မယ် check management လည်းအဆင်ပြေမယ်စီးရင် input POS လည်းပါမယ် data insight အတွက် CRM လည်းပါမယ်website တောင်ပါအောင်မယ်ဆိုတော့နောက်တစ်ချက်ကသူကဈေးသက်သာပါတယ်ကျွန်တော်တို့one connection 3 user 3လောက်မှာ1သိန်း1000လောက်ပဲကြာတယ်ဒီ system 5မျိုးလုံးအတွက်ကိုမှာနော်ဆိုတော့ one connection ဆိုတာကျွန်တော် connection ဆိုတာ page ကိုပြောတာကျွန်တော်တို့one page ဆိုလို့ရှိရင် one connection ပေါ့နော်ကျွန်တော်ဒီမှာဈေးတွေလည်းကျွန်တော်တို့website မှာလည်းကြည့်လို့ရတယ်ပေါ့နော်အကုန်လုံးအတွက်ဒီဈေးပဲသတ်မှတ်ထားတယ်ကျွန်တော်တို့ဒီမှာဒါဆိုရင်သူက mini plan ပေါ့နော် one connection page တစ်ခုအတွက် user ကတော့အနည်းဆုံးကျွန်တော်တို့3ယောက်ပေးထားတယ်ဒါ6လမှ$49ပဲကြာမယ် system 5မျိုးလုံးမဟုတ်ဘူးကျွန်တော်တို့ custom plan လိုချင်တယ်ဆိုလည်းရတယ်ကျွန်တော်တို့ထားပါတော့ one connection ယူမယ်လူက3ယောက်ပဲယူမယ်ကျွန်တော်ဒါ3လပဲယူမယ်နော်အနည်းဆုံးတော့3လဝယ်ပေးရတယ်3လဆိုမှ$25.9 1သိန်း1000လောက်ပဲကြာတယ်ဟုတ်ပြီ credit card တွေဒီ visa တွေ master တွေထည့်ပြီးကိုယ်တိုင်ဝယ်ခြင်းလည်းရပါတယ်မဟုတ်ဘူးကျွန်တော်စီမှာ KPay နဲ့ဝယ်ခြင်းလည်းရပါတယ်ကျွန်တော် KPay နဲ့လက်ခံပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီတက်ပို့ပြီးတော့ demo လိုချင်တယ်ကျွန်တော်တို့ကဘယ်လိုမျိုးလုပ်လို့ရလဲသိချင်တယ်ကျွန်တော်တို့ business အတွက်ဘယ်လိုသုံးသင့်လဲဆိုတာအကြံလိုချင်တယ်ဆိုလဲကျွန်တော်တို့ demo လေး request လုပ်လို့ရတယ်ကျွန်တော်မိနစ်20နာရီဝက်စာလောက်လေးmeeting လေးလုပ်ပေးပြီးတော့ရှင်းပြပေးပါတယ်ကျေးဇူးတင်ပါတယ်